အားလုံးပဲမင်္ဂလာပါဆွေရဲ့ချစ်မိတ်ဆွေတွေအားလုံးပဲမင်္ဂလာပါဗျာနော်15ကြိမ်အတွက်ဆွေရဲ့ဒါဒုတိယမြောက်အဖိုင်ပေါ့ဗျာနော်အဲ့တော့ဒီဖိုင်ကတော့ဆွေတို့ဒါ73ကြိမ်တုန်းက114ပေါ့နော်114ထွက်တဲ့အချိန်မှာဆွေတို့113ဆိုပြီးတော့ဆွေရဲ့ဖိုက်ပါဖွဲ့ဝင်ချစ်မိတ်ဆွေတွေဒါ113အော်ခဲ့တဲ့ site ပေါ့နော်ဒီမှာဆွေရဲ့ဖွဲ့ဝင်တွေအကုန်လုံးအတုတ်တွေဖြစ်ကုန်တာပေါ့နော်ဆွေပေးလိုက်တာက113ပေးလိုက်တာပေါ့နော်ဒါပေမဲ့သူထွက်သွားတာ114ဆိုဆွေတို့ဒီမှာလည်းအတုတ်ပဲခံလိုက်ရနော်ပြီးခဲ့တဲ့ပွဲမှာလည်းဆွေတို့6ခွန်6ခွန်ထွက်တာ6ခွန်9ဒါအတုတ်ပဲပေါ့နော်အတုတ်နေပဲဆွေတို့ဒါခံလိုက်ရတာနော်အဲ့တော့အဲ့ဒီအဆက်ပေါ့နော်အဲ့ဒီမူရဲ့အဆက်ကလေးပေါ့ဒီ114ရဲ့အဆက်ကလေးပေါ့နော်သူထွက်နေတဲ့ပုံစံလေးပေါ့သူကအပင်ရှိစနစ်ပေါ့နော်ကြာရင်တော့ချမိတ်ဆွေတွေနဲ့ယူသုံးပေါ့နော်ပင်ရှိစနစ်သူကဘယ်လိုလာလဲဆိုတော့ဒီမှာပေါ့ဒီ3ညနဲ့တင်နေပေါင်းချင်း1ပေါ့နော်1ရဲ့ပါဝါဒီ6ပေါ့9နဲ့တင်နေ6ဆိုထည့်တာပေါ့နော်ဒီမှာက6နဲ့9နဲ့ပေါင်းချင်းဒီ3ရဲ့ပါဝါဒီ8ပေါ့နော်3ညနဲ့8နဲ့8ထားပေါ့နော်ဒီမှာက3နဲ့9နဲ့ပေါင်းချင်းဒီ3ညရဲ့ပါဝါဒီ9အဲ့ဒီ9က9နဲ့8နဲ့9တာပေါ့နော်ဒီမှာက1နဲ့9နဲ့ပေါင်းချင်းဒီ3ညရဲ့ပါဝါဒီ9အဲ့9က4နဲ့1နဲ့9ပေါ့နော်ဒီမှာက2နဲ့9နဲ့ပေါင်းချင်းဒီ9ပေါ့နော်ဒီမှာနော်အခုပွဲမှာ2နဲ့9နဲ့ပေါင်းချင်းဒီ9ပေါ့9ရဲ့ပါဝါဒီ4လို့ရိုက်မှာဆိုရင်ဒီမှာ4ထိပ်စီရှိနေတဲ့အတွက်ဒီ15ချိန်မှာဒါ3ညခါထဲမှာဒီနှလုံး9ရဲ့ပါဝါဒီနှလုံး4လို့ဒါဖြစ်မှာပေါ့ဗျာနော်အဲ့တော့ဒါက3ညခါစီပေါ့နော်အဲ့ဒီမှာတော့ထိပ်စီမူတစ်ခါတည်းဒါတွဲရက်ပါတယ်ပေါ့ဗျာထိပ်စီမူကဘလို့တွဲရက်ပါတယ်လဲဆိုရင်တော့ဒီကနေစလာဒီ3ညနဲ့1နဲ့ပေါင်းချင်းဒီ1ရဲ့ပါဝါဒီ6ဆိုပြီးတော့ဒီ9နဲ့1နဲ့6လို့ထည့်လိုက်တဲ့အချိန်မှာဒီမှာတစ်ခါဖြစ်ပြီပေါ့နော်ဒီတစ်ခါကလေးကြောင့်ဒီတစ်ခါရဲ့ဒီ4ပိတ်ကလေးပြန်ပေါင်းလိုက်ရင်9တယ်နော်ဒီတစ်ခါနဲ့ဒီ4ပိတ်လေးနဲ့9လို့ဖြစ်လိုက်တာနဲ့သူကဒီ9နောက်ပိတ်နဲ့6ထိပ်ကလေးကလည်းတော့9ဆိုပြီးတော့61ရှိအတွဲကိုသူပေးခဲ့တာပေါ့နော်အဲ့တော့ဒီမှာလည်းပဲအဲ့ဒီလိုပဲ6နဲ့9နဲ့ပေါင်းချင်းဒီ3ရဲ့ပါဝါဒီ8ဆိုပြီး3ညနဲ့8နဲ့8လို့ရိုက်လိုက်တယ်ဒီမှာ8ခါရတာပေါ့နော်ဒီ8ခါရလိုက်တဲ့အချိန်မှာလည်းဒီ8နဲ့9နဲ့ပေါင်းလိုက်တဲ့ရလက်ဒီ9လို့ဖြစ်နေတဲ့အတွက်ဒီမှာကဒီ2နောက်ပိတ်နဲ့3ထင်းနေရလဲသူက9ဆိုပြီးတော့သူကအတန်တူပေါ့နော်388အတွဲနဲ့သူဝင်ခဲ့တာပေါ့နော်ဒီမှာလည်းပဲအဲ့လိုပဲ3နဲ့9နဲ့ပေါင်းချင်းဒီ3ညရဲ့ပါဝါဒီ9ဆိုပြီးဒီ9နဲ့8နဲ့9လိုက်တာပေါ့နော်အဲ့မှာဒီမှာ8ခါရပြီပေါ့ဗျာဒီ8နဲ့3ညနဲ့ပေါင်းလိုက်တဲ့ရလက်က8လို့ဖြစ်နေတဲ့အတွက်ဒီခွန်နောက်ပိတ်နဲ့ဒီတစ်ထိပ်စီးနဲ့ပေါင်းလိုက်တဲ့သူက8ဆိုပြီးတော့သူက188အတွဲကိုသူပေးခဲ့တာပေါ့နော်အဲ့တော့ဒီမှာလည်းပဲ1နဲ့9နဲ့ပေါင်းချင်းဒီ3ညရဲ့ပါဝါဒီ9ပေါ့နော်3ညရဲ့ပါဝါဒီ9အဲ့ဒီ9ဒီ4နဲ့ဒီတစ်ခါနဲ့ပေါင်းရင်9ပေါ့နော်ဒီမှာတစ်ခါရပြီဒီတစ်ခါနဲ့ဒီ9ပိတ်နဲ့ပေါင်းချင်းဒီ6လို့အတန်ထွက်တဲ့အတွက်ဒီ4နောက်ပိတ်နဲ့ဒီ2ထိပ်နဲ့ပေါင်းချင်းရလဲသူက6ဆိုပြီးတော့သူအတန်ထွက်လိုက်တဲ့ဒါနှစ်တဲ့အတွဲပေါ့နော်စီယူဒီမှာနှစ်တဲ့အတွဲကိုကင်ခဲ့တယ်ပေါ့နော်ဒါပေမဲ့နောက်ပိတ်ကဒီ3နဲ့4လွဲသွားတယ်ပေါ့ဗျာနော်ဒီမှာလည်းပဲအဲ့လိုတကယ်လို့ဒါဆက်ပြီးတော့ဝင်ခဲ့မယ်ဆိုရင်ဒီနှစ်ခွန်ပေါင်းချင်းဒီ9ရဲ့ပါဝါဒီ4ပေါ့နော်အဲ့4ရဲ့4နဲ့3ညခါနဲ့မှ4မှာပေါ့ဒီမှာ3ညခါပေါ့နော်ဒီ3ညခါနဲ့ဒီ9ပိတ်နဲ့ပေါင်းချင်းရဲ့ရလဲဒီ9လို့ဖြစ်နေတဲ့အတွက်ဒီ4နောက်ပိတ်နဲ့9ပွဲကို9ထိပ်နဲ့မှ9ရမှာဆိုတာ9 3ည8အတွဲပေါ့နော်9 3ည8အတွဲရပြီပေါ့နော်အဲ့တော့အဲ့ဒီ9 3ည8အတွဲဆွေးရတဲ့ဒီမှာကနမူနာအနေနဲ့ဒါ3နောက်ပိတ်ထည့်ပေးတာဒီကတော့ဆွေးပြချင်တာကဒီ9 3ည8အတွဲကိုဒါကြိုက်တာနဲ့ကတ်ပေါ့နော်ကြိုက်တာနဲ့ကတ်ပါနော်ဒီမှာတော့ဆွေးတို့ကဒီမှာအပီးယူလိုက်တာနော်ဒီအပီးယူလိုက်တာအပိုင်ဆိုပြီးတော့ဆွေးတို့ဒါထိုးလိုက်တာပေါ့နော်ဒီ73ချိန်မှာတော့အပိုင်ဆိုပြီးတော့ဒီနှစ်3ဆွေးဒါအောခဲ့တာနော်သူကလည်းပဲအောလောက်တယ်ပေါ့နော်ဒါပေမဲ့သူကကိုယုံကြည်တဲ့အချိန်မှာသူကတချမ်းပဲ့တော့တာပေါ့နော်ဆိုက်ကတချမ်းပဲ့တော့တာဆွေးဒီဆိုက်ကိုပြန်လွှားအောင်ဒီ3ညနဲ့1နဲ့1ရဲ့ပါဝါဒီ9နဲ့1နဲ့ပေါင်းချင်း6ဒီ1နဲ့4နဲ့ပေါင်းချင်းဒီ9လို့ဖြစ်ရင်9နဲ့6နဲ့ဒီ9 61ရှိအတွဲပေါ့နော်အဲ့ဒီအချိန်မှာဒီ3ညထိတ်ထောင်3လုံးပေါင်းချင်းဒီ1ဗျာနော်ထိတ်ထောင်3လုံးပေါင်းချင်း1ဆိုရင်လည်းဒီနောက်ပိတ်နှလုံးကလည်း1လို့အတန်တူတွေရိုက်တာပေါ့နော်ဒီမှာက6ခုပေါင်းချင်းဒီ3ရဲ့ပါဝါဒီ3ညနဲ့8နဲ့ပေါင်းချင်းဒီ8နော်8ခါရပြီဒီ8ခါနဲ့ခုံပိတ်နဲ့ပြန်ပေါင်းရင်9ဆိုရင်ဒီ2ပိတ်နဲ့3ထိပ်နဲ့လည်း9ပေါ့ဒါ388အတွဲ
အဲ့ချိန်မှာထိထောင်သုံးလုံးပေါင်းခြင်း6 3 3ဆိုရင်သုံးလုံးပေါင်းခြင်းက9ဆိုရင်ဒီ2ပိတ်နဲ့ခွန်ပိတ်နဲ့လည်းသူက9ဆိုပြီးတော့ဒါနောက်ပိတ်မှုထည့်တာပေါ့နော်ဒီမှာလည်းပဲ3ခွန်ပေါင်းခြင်းဒီ3ရဲ့ပါဝါဒီ9ဆိုပြီးဒီခွန်နဲ့10ခါနဲ့9လိုက်တာပေါ့နော်10ခါဒီ10ခါနဲ့ဒီ3ပိတ်နဲ့ပြန်ပေါင်းလိုက်တဲ့ရလက်က10ဆိုရင်ဒီခွန်နောက်ပိတ်နဲ့တစ်ထိန်နေရတယ်သူက10ဆိုပြီး188အတွေ့ကိုပေးတာပေါ့နော်အဲ့ချိန်မှာ3ခွန်1ဆိုရင်ထိထောင်သုံးလုံးပေါင်းခြင်းက1ဆိုရင်ခွန်ပိတ်နဲ့4ပိတ်နဲ့လည်းသူက1ဆိုပြီးတော့ဒါတစ်ခါလေးလိုက်တာပေါ့နော်ဒီမှာကတစ်ကိုပေါင်းခြင်းဒီ3ရဲ့ပါဝါဒီ4နဲ့1နဲ့ပေါင်းခြင်းဒီ9ပေါ့နော်4နဲ့1နဲ့ပေါင်းခြင်းဒီ9လို့ဖြစ်တယ်ဒီတစ်ခါနဲ့9ပိတ်နဲ့ပေါင်းလိုက်တဲ့ရလက်က6ဆိုရင်ဒီ4ပိတ်နဲ့2ထိပ်နဲ့ပေါင်းလိုက်ရင်6ဆိုပြီး2တစ်ရှိသွေးကိုဂိုင်နေပေါ့သူကဒီမှာစပြီးတော့လွဲတာဒီ1 4နှစ်ဆိုထိတောင်သုံးလုံးပေါင်းခြင်းခွန်ဆိုပြီးတော့ဒီ4ပိတ်နဲ့3ပိတ်နဲ့ခွန်မယ်ဆိုပြီးတော့ဒါ2တစ်3ဆိုပြီးတော့ organ 73ချိန်မှာ organ ထုတ်လိုက်တာပေါ့ဒါပေမဲ့2တစ်4ဖြစ်တာပေါ့နော်အတူဖြစ်လိုက်တဲ့ရလက်ကသူတို့ဒီကနေစပြီးတော့ဆိုပြီးတော့ဒါကြည့်လိုက်တော့ထားတော့ပေါ့နော်ထားတော့ဒီမှာ9 3လွဲရပြီပေါ့နော်နှစ်ခွန်ပေါင်းခြင်းဒီ9ရဲ့ပါဝါဒီ4ပေါ့4နဲ့3နဲ့4ပေါ့4နော်အဲ့ချိန်မှာဒီပထမ site ကိုဒါထားခဲ့လိုက်နော်ဒီ site ကိုထားခဲ့လိုက်ဒီမူထားခဲ့လိုက်နော်ဒီမူထားခဲ့ပြီဒီကနေစကောက်ကြည့်လိုက်ဒီမှာလည်း6နဲ့9နဲ့ပေါင်းခြင်းဒီ3ရဲ့ပါဝါဒီနှလုံး8ပေါ့နော်8နဲ့9နဲ့ပေါင်းခြင်းဒီ9နော်8နဲ့9နဲ့ပေါင်းခြင်းဒီ9ဒီ2နဲ့3နဲ့5 388အတွဲအဲ့ဒီအချိန်မှာ तू ကဒီနောက်အတွဲလေးလုံးကို9လို့ထည့်လိုက်တာဗျဒီမှာဒီကနေစပြီးတော့ site ကပြောင်းလာတာပေါ့နော်ဒီ4နဲ့5နဲ့နောက်အတွဲ2တွဲကို तू က9ဆိုပြီးတော့ပုံတင်နဲ့လိုက်တာပေါ့နော်ဒီမှာလဲ3ခွန်ပေါင်းခြင်းဒီ3ရဲ့ပေါင်းပါဒီ9ခွန်နဲ့8နဲ့ပေါင်းခြင်းဒီ9 8ခါနဲ့ဒီ3နဲ့ပေါင်းရင်8ဆိုရင်ခွန်နဲ့1နဲ့ရလဲ8 188အတွဲအဲ့ဒီအချိန်မှာနောက်နှလုံးခွန်နဲ့နောက်နှလုံး2နဲ့ခွန်နဲ့ပေါင်းနဲ့ရလက်ဒီလေးတို့က9မှတ်သက်နဲ့လာနေတာပေါ့နော်ဒီမှာလည်း9ပေါင်းခြင်းဒီ3ရဲ့ပါဝါဒီ4တစ်ပေါင်းခြင်းဒီ9ပေါ့နော်91နဲ့9နဲ့ပေါင်းခြင်းဒီ6ဆိုရင်4နဲ့2နဲ့ပေါင်းခြင်းလည်း6 2တစ်8အတွေ့အဲ့ချိန်မှာဒီနောက်နှလုံး4နဲ့နောက်နှလုံး9နဲ့ဒီနောက်တွဲ2တွဲပေါင်းခြင်းလည်းသူက9မှတ်သက်နဲ့သူသွားတာပေါ့ဗျနော်အဲ့ဒါဆိုရင်ဒီမှာက2ခွန်ပေါင်းခြင်းဒီ9ရဲ့ပါဝါဒီမှာက4နဲ့3နဲ့4ပေါ့နော်3ခါရပြီ3ခါနဲ့ဒီ9ပိတ်နဲ့ပြန်ပေါင်းရင်9ဆိုရင်ဒီ4နောက်ပိတ်နဲ့9ထိပ်နဲ့ပေါင်းရင်လည်း9ပေါ့9 3ရှိအတွဲပေါ့နော်အဲ့ဒီအချိန်မှာထက်ကလိုပဲဒီနောက်နှလုံး6နဲ့နောက်နှလုံး3နဲ့က9လို့ဖြစ်ရမှာเนาะဒီမှာနောက်နှလုံး6ကစောင့်နေပြီနောက်နှလုံး3ဖြစ်ရမှာဆိုတော့ဒါ3ပိတ်ပဲထည့်ရတော့မှာပေါ့နော်အဲ့မှာတော့9 3 3ပေါ့နော်ဒီနောက်ပေါင်းခြင်း4နဲ့နောက်ပေါင်း9နဲ့ပေါင်းရင်9ပေါ့ဗျာနောက်ပေါင်း9နဲ့နောက်ပေါင်း2နဲ့ပေါင်းရင်9နောက်ပေါင်း4နဲ့နောက်ပေါင်း9နဲ့ပေါင်းရင်9နောက်ပေါင်း6နဲ့နောက်ပေါင်း3နဲ့ပေါင်းရင်9အဲ့ဒီရှားလက်နေတာဒါထွက်ခဲ့မယ်ဆိုရင်တော့9 3 3ပေါ့နော်9 3 3နောက်ပြီးတော့9 3ခွန်ပေါ့နော်ဒီမူကတကယ်လို့ပြောင်းဝင်ခဲ့ရင်9 3ခွန်ပေါ့ဗျာထိထောင်3လုံးပေါင်းခြင်းဒီထိထောင်3လုံးပေါင်းခြင်းဒီ1ဒီနောက်ပိတ်နှလုံး1ပေါ့နော်ထိထောင်3လုံးပေါင်းခြင်းဒီ9ဆိုရင်နောက်ပိတ်နှလုံး9ပေါ့နော်ထိထောင်3လုံးပေါင်းခြင်းဒီ1ဆိုရင်နောက်ပိတ်နှလုံး1ပေါ့နော်ဒီမှာတော့ထိထောင်3လုံးပေါင်းခြင်းဒီမှာထိထောင်3လုံးပေါင်းခြင်းခွန်ဒီမှာ8လို့ရိုက်သွားခဲ့ဒါပေမဲ့တကယ်လို့အဲ့ဒီမူကပြန်ဝင်ခဲ့မယ်ဆိုရင်ထိထောင်3လုံးပေါင်းခြင်းဒီ1နောက်ပိတ်နှလုံးက1ဆိုရင်မှာ4နဲ့ခွန်ပိတ်နဲ့မှာ1မှာ9 3 3 9 3ခွန်ပေါ့ဗျာဒီမူကဘယ်နဲ့2ခွက်ထွက်တယ်ပေါ့နော်အဲ့တော့ဒီ9 3 3ဆိုရတာ10ပရိတ်ဂျိုးမူလေးလည်းဒါရှိတယ်ပေါ့နော်10ပရိတ်ဂျိုးမူကတော့ဒီနားကနေပြီးတော့လာတာပေါ့နော်ဒီမှာပေါ့ဒီလိုလေးလာနေတာဒီကနေစလာတာပေါ့ဒီမှာကဒီရှင်းလုံးပေါင်းခြင်းခွန်နဲ့3ထိပ်နေပေါင်းခြင်းနေခွန်ပေါ့ဗျာဒီ3လုံးခွေလေးကခွန်ပေါ့ဗျာဒီ3လုံးခွေလေးက3ဒီ3လုံးခွေလေးက8ပေါ့ဗျာအဲ့ဒီလိုလေးဒီ3လုံးခွေဒီ3အဲ့ဒီ3လေးခါးစင်းနှလုံးကို3လို့ရိုက်ပြီးတော့ဒီမှာ3ပရိတ်ပေါ့နော်ဒီ3လုံးခွေလေးsorry ဒီကနေစလာဒီ3လုံးခွေလေးကခွန်နော်ဒီ3လုံးခွေလေးကခွန်ဆိုရင်ဒီမှာခါးစည်းနှလုံးကခွန်လို့ရိုက်ပြီးတော့အောက်မှာခွန်ပရိတ်လို့ထည့်တာပေါ့နော်ဒီ3လုံးခွေလေးဒီ3ပေါ့နော်ဒီ3လုံးခွေလေးဒီ3အဲ့ဒီ3ဒီခါးစည်းနှလုံးကို3လို့ထည့်ပြီးဒီမှာ3ပရိတ်လို့ရိုက်တာပေါ့နော်ဒီ3လုံးခွေလေးဒီ8ပေါ့နော်အဲ့ဒီ8ကလေးကဒီမှာခါးစည်းနှလုံး8ထားတဲ့အတွက်ဒီမှာ8ပရိတ်လို့လဲဒါကန်လို့ရတယ်ပေါ့နော်9 3 3ပေါ့နော်အဲ့ဒါကိုဆွေးလို့ဒါနှစ်ပင်ကျော်မူနဲ့သွားကြည့်လိုက်လေသွားကြည့်ရင်လည်းဒီမှာ10ပရိတ်
တပွဲနှစ်ပွဲကျော်10ပရိတပွဲနှစ်ပွဲကျော်ဒါ10ပရိပေါ့နော်3ထိပ်နှစ်ပွဲကျော်4ထိပ်နှစ်ပွဲကျော်5ထိပ်ပေါ့နော်10ခါနှစ်ပွဲကျော်9ခါနှစ်ပွဲကျော်3ညာခါပေါ့နော်တူတော့ပါဝါအတွဲပေါ့နော်38ပါဝါအတွဲနဲ့10ပရိပေါ့နော်49ပါဝါအတွဲနဲ့10ပရိ53ညပါဝါအတွဲနဲ့ဒါ10ပရိဆိုပြီးတော့လေဒါယူလို့ရတယ်ပေါ့နော်ကောင်းဆုံးကတော့53ည10အတွဲကိုနောက်ပိတ်စီကြရင်ဆွဲပေါ့နော်သူ site ကတော့ကွဲထွက်လာတာကတော့ဒီနားမှာစကွဲထွက်လာတာတော့53ည3ဆိုပြီးတော့ကွဲထွက်လာတာပေါ့နော်အဲ့တော့53ည3 53ညခွန်ပေါ့ဗျာခဏနှစ်ကွက်ပေါ့နော်10ကွက်မထိုးကျင်တဲ့လူတွေအနေနဲ့53ည10 CD နောက် CD မဆွဲကျင်တဲ့လူတွေအနေနဲ့53ည3 53ညခွန်ဆိုပြီးတော့ခဏနှစ်ကွက်ဒါရွေးချယ်ပြီးတော့ထိုးပေါ့နော်တက်နိုင်တဲ့မိတ်ဆွေတွေနဲ့တော့53ည10အသွေးကိုနောက်ပိတ် CD ဆွဲလိုက်ပေါ့ဗျာနော်ခင်ဗျားလုံးမဲ့ဆွေရဲ့အချင်းမိတ်ဆွေတွေအားလုံးကောင်းပါစေဗျာနော်